မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါဒီမျက်မှန်ကြီးကတော့ကျွန်တော်ပဲများပြီးတတ်ထားတာမဟုတ်ပါဘူးမျက်စိနာနေလို့ပါခရီးသွားရင်လည်းကျွန်တော်ခရီးသွားတဲ့အခါမှာအဓိကတော့စိတ်ကိုအနာပေးဖို့ပေါ့ဒါမှမဟုတ်စိတ်ကိုအနာပေးနေကျွန်တော်တို့ဒီအသားရည်ကိုလည်းပြစ်မထားဖို့တော့လိုတာပေါ့နော်အထူးသဖြင့်ခရီးထွက်တဲ့အချိန်မှာပို့လို့တယ်အဲ့တော့ကျွန်တော်ကဒီနေ့ကတော့ဒီ aesthetic ဆရာဝန်တယောက်အနေနဲ့မဟုတ်ပဲခရီးသွားတယောက်အနေနဲ့ပါပေါ့ကျွန်တော်ခရီးသွားတဲ့အခါမှာအများကြီးယူသွားလေးရှိတယ်ကျွန်တော်ရဲ့ဒီ travel skin care bag ပေါ့ဒီအိတ်လေးပေါ့ဒီထဲမှာဘယ်လို skin care ပစ္စည်းတွေပါလဲဆိုတာကို share လုပ်ပေးချင်တာပါအဲ့တော့ကျွန်တော်ကတော့ခရီးသွားရင်ဒီ skin minimalism လို့ခေါ်တာပေါ့ skin care ပစ္စည်းတွေအများကြီးတည်သွားတာမျိုးမကြိုက်ဘူးအဓိကအကျဆုံးအခြေခံလိုအပ်မဲ့မဖြစ်မနေပါတင်တာတွေပဲယူသွားလိမ့်ရှိတယ်ပထမဆုံးမရှိမဖြစ်အမြဲပါတာတော့ကျွန်တော်အမြဲတမ်း minute ပေါ့နော် minute 3နဲ့ခါမှဒီကျွန်တော်အရန်ကြိုက်တဲ့ Cetaphil gentle cleanser ပဲခီးထွက်တဲ့အခါသွားရလာတဲ့အခါမှာချွေးတွေအဆီတွေပြန်တယ်အမုံတွေဖုံတွေကတ်တယ်ပေါ့နော်ဒါတွေကိုတန့်စင်ပေးဖို့ cleanser ကောင်းကောင်းတစ်ခုလိုတယ်ဒါမှမဟုတ်တစ်ပြိုင်နက်တည်းမှာပဲခရီးသွားလို့ဒီရေတွေလေးဘောပတ်ဝန်းကျင်ချောင်းပေါ့အသားရည်ထိခိုက်တာမျိုးတွေမရှိအောင် skin barrier ပြတ်တာမျိုးမဖြစ်အောင်ရာသီဥတုကလည်းဒီမှာနည်းနည်းလေးအေးတော့ဒီနူးညံ့တဲ့ gentle cleanser လေးပဲအမြဲယူသွားလေးရှိပါတယ်ဒုတိယတစ်ခုကတော့ moisturizer ပေါ့အဆိုဓာတ်ဖြည့် cream ပေါ့အဆိုဓာတ်ဖြည့်မှာတော့တကယ်ကတော့တစ်ခုလောက်ပိုင်ရပါပြီကျွန်တော်ကတော့ဒီမနက်သွားရလာတဲ့အခါမှာပေါ်ပေါ်ဖြစ်အောင်ကျွန်တော်အစီလဲပြန်တတ်တော့လေmoisturizing gel Cosmo Chew ပေါ့နော်ဒါလေးသုံးတယ်ဒါပေမဲ့ညဘက်မှာတော့ပို့ပြီးတော့ပြည့်ပြည့်နဲ့အသားရည်ကို heal လုပ်ပေးမယ်အဆိုဓာတ်ဖြည့်ပေးမယ် CeraVe ရဲ့ moisturizing cream လေးယူထားတယ်ဒီနှစ်မျိုးပေါ့နော် moisturizer နောက်ဆုံးအရေးကြီးဆုံးကတော့ဒါအရေးကြီးဆုံးပဲအခုဆိုရင်မနက်စောစောအခုပဲနေထွက်လာပြီပေါ့ကျွန်တော်ဟိုဘက်ကိုပြမယ်အခုပဲနေထွက်လာပြီအဲ့တော့နေထွက်လာရင်အရေးကြီးဆုံးကတော့ခရီးသွားတဲ့အခါမှာနေလောင်ကာပေါ့နေလောင်ကာအနေနဲ့လည်းပေါ်ပါတည်လို့ရမယ်ဒီ Bioderma ရဲ့ Photoderm ပေါ့ Age Defense Sunscreen ပေါ့သူကတော့ sunscreen liquid လေးပဲလက်ထဲကိုထည့်လိုက်ရင်တနခါရေကျဲလေးလိုပဲဒါမှမဟုတ်သူ့မှာနည်းနည်းလေး tinted ပေါ့နော်လိမ်လိုက်တဲ့အခါမှာတော့ color လေးတစ်ခုဖြစ်တယ်ဒီ color လေးကကြိုက်တဲ့သူတွေတော့အဆင်ပြေတယ်ပေါ့ကျွန်တော်သုံးလိုက်ရင်တော့နည်းနည်းလေးဒီချွေးပေါက်လေးတောင်မှအမှုတ်သွားတယ်လို့မျိုးခံစားရတယ်ဒါပေမဲ့တချို့ကြောက်လည်းဒါကိုကြိုက်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့ပေါ်ပေါ်ပါလည်းရှိတယ်သုံးရတာလည်းတော်လာကောက်လိမ်လို့ရလို့အတွက်ဒီ sunscreen လေးကိုကျွန်တော်ယူလာတယ်တကယ်ကတော့အခြေခံဒီ3မျိုးဆိုရင်ကိုတော်တော်ပြည့်စုံနေပါပြီဒါပေမဲ့ကျွန်တော်ကဒီခန္ဓာကိုယ်အတွက်ပေါ့နော်အိတ်လဲခြောင်နေသေးတဲ့အတွက်ဒီ body lotion ပေါ့ဒါကတော့ Cuta Pro ရဲ့ moisturizing body lotion လေးယူလာတယ်မနေ့ညသုံးလို့ရတယ်သူကပြည့်ပြည့်နေနေလေးလည်းရှိတယ်အရန်စီကတ်တာမျိုးလည်းမဖြစ်ဘူးနောက်တစ်ခုအပူဆောင်လေးကတော့ကျွန်တော် serum လေးတစ်ခုပေါ့နော် serum ကတော့ဒါကတော့ကျွန်တော် Eucerin anti pigment ပေါ့နော်ဟိုအမဲဆက်တွေပါစေတဲ့ serum လိုမျိုးပေါ့serum ကတော့ဒါဖြစ်မှရလို့မဟုတ်ကျွန်တော်ခီးသွားတော့နေအောင်ထိတွေ့တာဒီမျက်နှာအသားရည်ညစ်တာအတွက်ပြန်ပြီးတော့ repair လုပ်ပေးဖို့ဒါယူလာတာအခုအတွက်လိုအပ်တာအခုမှရေဓာတ်ဖြည့်ပေးနိုင်မဲ့serum လေးပဲဖြစ်စေယူလာလဲရတယ်တကယ်တော့ကျွန်တော်တို့ skin care တွေသုံးတယ်ဆိုတာအလှပြင်တာတက်ဆိုင်ကိုယ့်ရဲ့ပင်ပန်းနေတဲ့ကျွန်တော်တို့စိတ်သွားတိုင်းနောက်ကလိုက်နေရတဲ့ခန္ဓာကိုယ်နဲ့အခြေပြားလွှာပေါ့နော်ပြန်ပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့ queue site ပေးတာမျိုးပဲဖြစ်ပါတယ်ခီးထွက်တဲ့အခါမှာကိုယ့်စိတ်ကိုပျော်အောင်ထားရတယ်လို့အသားရည်ကိုလည်း queue site ဖို့မမေ့ကြပါနဲ့အဲ့တော့ကြည့်နေတဲ့သူတွေရောခီးသွားတဲ့အခါမှာဘယ်လို skin care တွေယူသွားလေးရှိလဲ share လို့ရရင် share ခဲ့ပေးပါဦး